မင်္ဂလာပါဖြစ်ဝင်ပါဒီနေ့ကတော့ဘာကြောင်းပြောမလဲဆိုတော့အလိမ်မခံရဖို့အတွက်လာပြီးပြောမှာဖြစ်ပါတယ်ခုတလောFacebook ပေါ်မှာအလိမ်ခံရတယ်ရမ်းများတယ်ပေါ့နော်ဘာအလိမ်ခံရတယ်လဲဆိုတော့ခုနောက်ပိုင်းနာမည်ကြီးတဲ့လူတွေရဲ့ပုံတွေဓာတ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့လှုပ်ရှားပြီးတော့လိမ်စားနေတဲ့လူတွေတအားများလာတယ်ပေါ့နော်အဲကြတော့အခုကျွန်တော်ကိုလည်းဖြစ်ဝင်ဓာတ်ပုံနဲ့လာပြီးတော့တချို့အကောင့်တွေဖွင့်ပြီးတော့ဓာတ်ပုံတွေတင်ပြီးတော့စာတွေတင်ပြီးတော့ဒီ MOU ကြောင့်ထုတ်တာတွေတက်တန်းတိုးတာတွေလိန်စားနေတာတွေ့ရတချို့လာပြောပြတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ကျွန်တော်ဒီနေရာနေပဲကျွန်တော်ရဲ့လူတွေကိုပြောပြပေးရသေးเนาะကျွန်တော် Facebook မှာဆိုရင် Facebook page အနေနဲ့ပဲတုံးတယ် account အနေနဲ့မတုံးဘူး account မှာတော့ကျွန်တော်ရဲ့အလုံးနဲ့ပတ်သက်တဲ့အားတွေမတင်ဘူးเนาะတက်စီခွဲထားတယ်အလုံး page မှာပဲအလုံးအကြောင်းတင်တယ်ကျွန်တော်ရဲ့ account မှာဆိုရင်ကျွန်တော်မိသားစုနဲ့ဆိုင်နေကျွန်တော်ကိုရေးကိုတာကိစ္စလောက်ပဲတင်တယ်အဓိကတင်တာကတော့ကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ P-Win Passport Service အဲ့ page တစ်ခုတည်းပဲသုံးတယ်เนาะ Facebook မှာဆိုရင်ပြီးတော့အခုဆိုရင် Blue Map လျှောက်ထားတယ် Blue Map ပါတစ်ခါတည်းပါတယ်เนาะ Facebook page တခြားဟာတွေဘယ်ဟာမှကျွန်တော်မသုံးဘူးเนาะပြီးတော့ငွေလက်ခံတဲ့အခါမှာလည်းဒီဘတ်စာဖွင့်ပြီဆိုကြတဲ့ကကုမ္ပဏီထောင်ထားပြီးတော့ကုမ္ပဏီဘဏ်နဲ့ပဲလက်ခံတယ်ကုမ္ပဏီအကောင့်တစ်ခုတည်းပဲအကုန်လုံးရှိသမျှအလုပ်တွေအကုန်လုံးလက်ခံတယ်လူပုဂ္ဂိုလ်နာမည်နဲ့လက်ခံတာတွေမရှိပါဘူးเนาะဒါတခြားတကယ်လို့တခြားမှာအလုပ်အပ်မယ်ပြုတ်မယ်ဆိုရင်ကျွန်တော်နာမည်အကောင့်နဲ့တွေ့ပြီးအလုပ်အပ်မယ်ဆိုရင်တတိထားဖို့ရတစ်ခုဖြစ်ပါတယ်ကုမ္ပဏီနာမည်နဲ့ဖြစ်တဲ့အတွက်ရုံကြည်စိတ်ချစွာနဲ့ငွေလဲလို့ရတယ်အကောင့်နာမည်နဲ့မဟုတ်တဲ့အတွက်ထူးထူးခြားခြားထွေထွေထူးထူးတွေမေးစရာမလိုဘူးเนาะကုမ္ပဏီဘဏ်နဲ့လှုပ်ရှားလောက်တဲ့အထိလိန်စားလောက်တဲ့အထိမြန်မာပြည်သားထဲမှာတော့မရှိသေးဘူးဖြစ်တယ် TikTok မှာဆိုရင်လည်းလာမေးမြန်းလို့ရတယ်လာပြောပြီးတော့စုံစမ်းလို့ရတယ် TikTok မှာဆိုရင်ကတော့ကျွန်တော်အလုပ်ကြောင်းနေတင်တယ် TikTok Messenger ဘောက်ကနေပြီးတော့စာဖြေပေးတယ် TikTok Messenger ဘောက်ကလည်းတစ်ခါလေအလုပ်အပ်လို့ရတယ်ဒါပေမဲ့လွှဲရမယ့်ဘဏ်ကတော့တစ်ခုတည်းဖြစ်တယ်ကုမ္ပဏီဘဏ်ပဲဖြစ်တယ်เนาะအခုတော်တော်များများကျွန်တော်ပြန်လာပြနေတယ်ကျွန်တော်ပုံတွေဓာတ်ပုံတွေဗီဒီယိုဖိုင်တွေတုံးပြီးတော့အကောင့်တွေဖွင့်ထားတာတွေလာပြကြလို့ဖြစ်ပါတယ်ဒီလိုမျိုးအလိမ်မခံရအောင်လို့လာပြီးပြောပြပေးတာဖြစ်ပါတယ်ခင်